ဒီနေ့တော့ဂျပါတီနဲ့စားတဲ့ကြက်သားဟင်းလေးကိုချက်ပြပေးမှာပဲဖြစ်ပါတယ်ချက်နီးလေးကတော့သူများတွေနဲ့တိတ်တော့မတူဘူးပေါ့နော်ဒါပေမဲ့အစားဆုံးလိုက်ကြည့်ပေးကြပါဦးကြက်သားလေးကိုတုံးသေးသေးလေးတုံးထားမယ်အာလူလေးတွေကိုလည်းတုံးသေးသေးလေးတွေတုံးထားပြီးတော့ကြက်သားရဲ့အာလူရဲ့ကိုစားစနွင်းအချိုမုံမဆလာတခါတည်းရောနေပါတယ်အာလူလေးတုံးလေးပို့ချက်နေတာတော့တွေ့တယ်ဒီတိုင်းပဲထက်ချက်လိုက်တော့မယ်ကျမကအာလူနဲ့ကြက်သားတွေကိုဘာကြောင့်တွဲပြီးတော့အရသာနှဲတယ်ဆိုတော့သူတို့နှစ်ခုလုံးကိုတခါတည်းတွဲပြီးတော့စီးတက်မှာမလို့ပါကျမကအာလူနဲ့ကြက်သားနဲ့ကိုရောပြီးတော့ချက်တယ်ဆိုလို့ရှိရင်အာလူစိမ့်စော်နန်းနေမကြိုက်လို့ပါတခါတည်းတွဲပြီးတော့စီးတက်မှာပါနောက်ပြီးတော့အာလူလေးကိုလည်းပျော့ပြဲလေးစားခြင်းလို့အာလူကိုကြက်သားနဲ့အတူတခါတည်းတွဲပြီးတော့စီးတက်ပါတယ်မဆလာလေးလည်းမြများလေးထည့်လိုက်ပါတယ်အဲ့လိုစားချုံမှုစနွေးမဆလာအကုန်လုံးထည့်ပြီးပြီဆိုရင်ကျွန်မနေပါမယ်လက်အိတ်လေးဝတ်လိုက်ပါတယ်ကျွန်မလက်သေးလေးတွေရှည်နေလို့တခါလက်အိတ်လေးဝတ်ပြီးတော့နေပါမယ်အရသာလေးစိတ်ဝင်သွားအောင်လို့စိတ်ရှည်နဲ့တခြားလေးနှဲပါတယ်ခဏလောက်ပြီးရင်နှက်ထားပါမယ်အဲနောက်မှာတဲ့ဦးလေးကိုပူလာအောင်ပူပေးထားလိုက်ပြီးလို့ရှိရင်စီလေးထည့်ပါတယ်ကျမတို့အိမ်ကစီစားရတာမကြိုက်တော့ဟင်းတစ်ခွက်မှာဆိုလို့ရှိရင်အများဆုံးစီထမင်းစားစွန်းနဲ့3-4စွန်းထက်ပိုမပါပါဘူးစီပူလာပြီဆိုလို့ရှိရင်တော့ကြိုပြီးတော့ထောင်းထားတဲ့ကြက်သွန်အဖြူနေချင်းစီသက်ပါမယ်ကိုချက်ထားတဲ့ဟင်းကိုကြိုက်တယ်လို့ပြောလို့ရှိရင်အရန်သဘောကျတဲ့အထက်မှာကျမလည်းပါပါတယ်ကျက်သွန်စီသက်ထားလာလေးတွေနွမ်းလာပြီဆိုလို့ရှိရင်စနွဲမုတ်ထည့်ပါတယ်ကျွန်မစီမတက်ခင်စနွဲမုတ်မထည့်ပါဘူးစနွဲမုတ်လေးနွမ်းသွားတဲ့အရာကိုကျွန်မသဘောမကျလို့ပါပြီးလို့ရှိရင်ကျွန်မစားလည်းထည့်ပါတယ်အယောင်မုတ်လေးလည်းထည့်ပါတယ်ဒီအယောင်မုတ်လေးတွေမိမကျွမ်းခင်မှာကျွန်မအာလူရဲ့ကြက်သားရဲ့နေထားတာကိုတခါတည်းထည့်ပြီးစီတက်ပါမယ်ကြားထဲမှာစီတက်ရွက်တွေထည့်ထားဥစားကိုရိုက်ဖို့မိသွားလို့စီတက်ရွက်လေးလည်းနည်းနည်းထည့်လိုက်ပါတယ်ပြီးရင်ရေလေးနည်းနည်းထည့်ပြီးတော့တည်ထားလိုက်ပါမယ်အာလူတလုံးကဇွန်းမှာကတ်နေတာအတော့ခွာပါတယ်ကျွန်မအာလူလေးတွေကိုအီလေးတွေဖြစ်နေပြီးတော့အရန်ကြီးပြေးမသွားအောင်လို့ဒီတွေတခါတည်းဝေါ်ဆိုပြီးတော့မထည့်လိုက်ဖ ೇನೆ နည်းနည်းထည့်ပြီးတော့ချက်ပါတယ်အဲ့လိုလေးရေလေးထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်မအဖုံးလေးခဏအုပ်ပြီးချက်ထားလိုက်ပါမယ်အဲ့ဒီလောက်လိုက်တာဟင်းကအမြန်ကျက်သွားပါပြီအာလူလေးလေးတော်တော်လေးတော့ပြဲလာပါပြီဒါပေမဲ့အာလူကနည်းနည်းလိုနေသေးလို့ရေလေးထည့်ပြီးတော့တစ်ခေါက်ပြန်ချက်ပါမယ်ဟင်းလေးကလည်းပွက်လာပြီဖြစ်တော့ချက်ပါတီနဲ့စားမယ်ချက်သားဟာလူရင်းလေးရပါပြီမနေ့ကကြိုပြီးတော့ရေခဲတတာထဲမှာထည့်ထားတဲ့တိုးဘူးလေးရှိတော့ရေခဲတတာတွေကနေထုတ်လာပြီးတော့တိုးဘူးလေးတွေပပလှီးပြီးတော့ကြော်ထားပေးလိုက်ပါတယ်ကျမကအဲ့လိုဝါသနာပါလို့ဟိုချက်ဒီချက်ရှောက်ချက်ပြီးဆိုလို့ရှိရင်ကျမကိုနိုင်ငံစားပေးမယ်ကျမရဲ့အမကန်ဖန်ရှိပါတယ်အဲ့ဒါကတော့ကျမရဲ့ယောက်ျားပါဘာပဲပြောမိန်းမကောင်းလားဆိုရင်ကောင်းတယ်ပဲအမြဲတမ်းမကောင်းဘူးဆိုဘယ်တော့မှမပြောပါဘူးစားပါတယ်ဘာလေးပဲလှုပ်ထားပေးပြီးစားတယ်အဲ့အတွက်ကျေးဇူးတင်ပါတယ် thank you ပါဗီဒီယိုကိုအဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ် thanks for watching you